ကောင်းမှုကုသိုလ်လုပ်ချင်တဲ့စိတ်ကလေးတွေပေါ်လာရင်ချက်ချင်းလုပ်လိုက်ပါဘာဖြစ်လို့လဲဆိုတော့စိတ်ဟာမကောင်းမှုမှသိပ်ပျော်တတ်တယ်သူပျော်တဲ့နေရာမှာပဲသူကျက်စားတဲ့သဘောရှိတယ်ဒါကြောင့်ကုသိုလ်တစ်ခုခုလုပ်ချင်ပြီဆိုလို့ရှိရင်အချိန်မဆွဲပဲနဲ့ချက်ချင်းလုပ်ရမယ်အချိန်ဆွဲလိုက်ပြီဆိုလို့ရှိရင်အကုသိုလ်တွေဟာခွင့်ရယူပြီးတော့ဒီကုသိုလ်ကိုမလုပ်ပြအောင်တားမြစ်လိမ့်မယ်ဥပမာတစ်ခုကိုကအလှူဒန်းဖို့တစ်ခုတွေးလို့လူချင်းတန်းကျင်တဲ့စိတ်ကလေးပေါ်လာတယ်ဒါပေမဲ့ချက်ချင်းလက်ငယ်ကြီးမလှူနိုင်သေးဘူးဆိုရင်တော့မှလူချင်းတန်းကျင်တဲ့ကုသိုလ်စိတ်ကလေးပြောင်းမသွားခင်မှာကိုယ်မှာရှိတဲ့ဘုရားကိုတောက်တော်ရည်ချမ်းကတ်တာပဲဖြစ်ဖြစ်ပန်းကတ်တာပဲဖြစ်ဖြစ်ချက်ချင်းလုပ်လိုက်ပါဒီလိုလုပ်ဖို့အခွင့်အရေးမရသေးဘူးဆိုရင်တော့မှဗုဒ္ဓဂုဏ်တော်ပွားလိုက်တာပဲဖြစ်ဖြစ်တရားဝါရီကျမ်းမှာချမ်းသာကြပါစေလို့မေတ္တာပွားလိုက်တာပဲဖြစ်ဖြစ်